Hello everyone ဒီနေ့ကတော့ is done နဲ့ was done လေးကိုသင်ပါပါဒီနေ့က passive one လေးပါဒီသင်ခန်းစာလေးကတော့အကုန်လုံးနဲ့မစိမ့်တော့ဘူးလို့ထင်ပါတယ်ဘာဖြစ်လဲဆိုတော့ကျောင်းနေမှာလေ active နဲ့ passive နဲ့ကတော့နော်သင်မှုသားပြီဆိုတော့ကြည့်လိုက်ရအောင်နော် The office is clean every day ဒီငါတို့ရုံးခန်းကိုနေ့တိုင်းတန်းရှင်းလုပ်တယ်ဟုတ်ပြီ The office was clean every yesterday office ကိုမနေ့ကတော့တန်းရှင်းလုပ်ကြတယ်Okay အဲ့မှာကြည့်ရအောင် compare active and passive active နဲ့တူ passive နဲ့ကိုနဲ့ compare လုပ်မယ်အခုကြည့်အောင် somebody clean the office every day somebody ဆုံးတစ်ယောက်ကနေပြီးတော့ cleans the office ရုံးခန်းကိုတန်းရှင်းလုပ်တယ် every day နေ့တိုင်းလုံးရုံးခန်းကိုလုပ်တယ်ဒါကသူက active နဲ့ရေးထားတာပုံအတိအကျပြောမယ်ဆိုရင်သူက subject verb object ဆိုတော့ order နဲ့ရေးထားတာပေါ့နော်နောက်တစ်ချောင်းကကြတော့ the office is clean every day ဒီဟာလေးအဓိပ္ပာယ်ချင်းကတူတူပဲဒီရုံးခန်းကိုနေ့တိုင်းတန်းရှင်းလုပ်တယ်ဒါပဲဒါပေမဲ့ဘယ်လိုရေးထားလဲဆိုတော့ the office ဆိုရဲအလုပ်ခံရတဲ့ object ကိုရှေ့ထုတ်ပြီးတော့ရေးထားတယ်အဲ့အချိန်မှာကျတော့ verb ကလည်း verb 1ဆိုလို့ရှိရင်သူက am is are plus verb 3ပုံစံနဲ့ရေးထားတယ် is clean ဖြစ်သွားမယ် the office is clean every day ဒီ somebody တို့ဘာလို့ဆိုပြန်မထည့်ရပါဘူးအဲဆိုတော့ the office is clean every day ဖြစ်မယ် passive ပုံစံနဲ့ရေးထားတာပါဟုတ်ပြီ number somebody clean the office yesterday မနေ့ကတော့မှာတယောက်ကနေပြီးတော့ office ကို verb 3ပုံစံ တန်းရှင်းလုပ်ခဲ့တယ် အဲကြောင့်လို့ active was ပုံစံ clean နဲ့ ဖြ ရေး စ် ထား သွား တယ် တယ် of the office ဆိုရဲ object ကိုလည်းရှေ့ထုတ်ထားရပေါ့ဒါက passive ပုံစံသူကနှစ်ခုကကြာဘာကွာသွားမလဲဆိုရင်ဘာသာပြန်တာချင်းအတူတူပဲသူရေးပုံရေးနည်းလေးပဲကွာသွားတယ် active ဆိုလို့ချင်းသူက subject verb object ဆိုတဲ့ပုံစံနဲ့ရေးပြီးတော့ passive ဆိုလို့ချင်းတော့ object ကနေစပြီးရေးပါတယ် object ကသူရဲ့ verb လာမယ်ပြီးတော့ by plus subject အဲ့လိုပုံစံမျိုးရေးပါတယ် Okay နောက်တစ်ခုကြည့်မယ်ဆိုလို့ရှိရင်သူကပြောထားတယ် passive form ရေးတဲ့အခါမှာဆိုရင် present simple ဆိုတာ verb 1နေပါဆိုရင်ဒီဘယ်လိုမျိုးပြောင်းရေးမလဲဆိုရင် am is are plus past participle ဆိုတာ verb 3ကိုပြောတာပါအဲ့လိုပုံစံမျိုးနဲ့ပြောင်းရေးပါမယ် verb 2ဖြစ်တဲ့ past simple ဒီဆိုလို့ရှိရင်တော့ was were plus verb 3ပုံစံပြောင်းရေးပါမယ်Okay ဆိုတော့ past participle တွေကိုပြောင်းလို့ချင်း ed ပဲပေါင်းတယ် C သူ့ရဲ့ regular form ပေါ့နော် clean clean ဆိုလို့ချင်းလေနော် clean clean လို့လိုက်တာအဲ့လိုမျိုးသုံးနေတာနောက်ရှေ့တုန်းက lesson တွေမှာပြောပြတာပါနောက်တစ်ခုကကျတော့ irregular past simple တွေ past participle တွေလည်းရှိရပါတော့အဲ့ဒါကကျတော့စကားလုံးနောက်တစ်မျိုးပြောင်းသွားတဲ့ဟာမျိုးတွေပေါ့ဒါမျိုးကသင်ပြီးသားနော် Okay အဲ့ဆိုတော့အောက်ကဟာလေးကြည့်အောင် butter is made from milk butter ထောပတ်ကို is made ပြုလုပ်ပါတယ် from milk နို့ကနေပြုလုပ်တယ်အမှဆိုရင်ထောပတ်ကနို့ကပြုလုပ်တယ်ဆိုပြီးသူဘာသာပြန်လို့မရဘူးเนาะထောပတ်ကိုလုပ်တာထောပတ်ကလှုပ်ခြင်းကိုခံရတာအဲ့ဒါကြောင့်မလို့သူ့ကို passive form နဲ့ရေးထားတာပါတစ်ခုကကျတော့ orange are import in Britain ကိုငါတို့ orange တွေကိုတင်ပို့ import ဆိုတာကတင်ပို့တာ okay เนาะအမှဆိုရင်လည်း orange တွေကတင်ပို့ခြင်းခံရတာ orange ကနေတွားပြီးတော့သူ့ဟာသူလမ်းလျှောက်သွားတယ်မဟုတ်သူကတင်ပို့ရတော့လည်းမဟုတ်ဘူးเนาะ like that နောက်တစ်ခုကကျတော့ how often are these rooms clean ဒီ room တွေကိုဒီအခန်းတွေကိုငါတို့ဘယ်နှစ်ကြိမ်လောက်เนาะတန်ရှင်းရေးလုပ်လဲဘာတော့အဲ့လိုမျိုးမေးတာဟုတ်ပြီနောက်တစ်ခုကI am never invited to parties ငါတခါမှ party တွေငါ့ကိုဖိတ်ကြားတယ်မခံရဘူးဒါဟာသူတခါမှမခံရဘူးသူ့ကိုဖိတ်တာကွာသူကဖိတ်ကြားခံရတဲ့သူအဲကြောင့်မလို့ဒီလိုပုံစံနဲ့ရေးထားတာThis house was built 100 years ago ဒီအိမ်ကိုနှစ်ပေါင်း100လောက်ကစောက်ခဲ့တာအဲ့ဆိုရင်ဒီအိမ်ကစောက်လုပ်ချင်းခံရတာအဲ့ဒါဆိုရင် This house built 100 years ago လို့တွားရေးလို့မရဘူး When was the telephone invented ဒီမှာဆိုရင်တယ်လီဖုန်းကိုဘယ်တော့မှတီထွင်ခဲ့တာလဲဒါကသူကတီထွင်ခံရတဲ့သူအဲ့ဒါမျိုးအဲ့လိုမေးခွန်းမျိုးဆိုလို့ချင်းလဲ passive form နဲ့ပဲပြောရမှာလုံးဝ active form နဲ့တော့ပြောလို့မရအောင်เนาะနောက်တစ်ခုက we went invited to the party last week လွန်ခဲ့တဲ့အပတ်တုန်းကငါတို့ကို party ကိုမဖိတ်ဖွဲ့ဘူးအဲ့လိုမျိုးပြောတာဖိတ်ကြားခြင်းမခံလိုက်ကြဘူးလို့ပြောတာနော် Was anybody injured in the accident ဒီ accident ကနေလူဒဏ်ရာရသွားတဲ့လူတွေပါရောရှိလား like that yes 2 people are taken to the hospital ဒီလူနှစ်ယောက်ကိုရောဆေးရုံတင်လိုက်ရတယ် like that နော် Okay နောက်တစ်ခုမှာဆိုရင် was နဲ့ were born was born နဲ့ were born ကဘာကွာလဲအဲ့ဒါဆိုတစ်ချက်ကြည့်အောင်
I was born in Berlin in 1993အမှဆိုလို့ရှိရင် I was born ငါမွေးဖွားခဲ့တယ်ငါကိုမွေးဖွားခဲ့တယ် in Berlin မှာ in 1993 1993တုန်းကသူ့ကိုဘာလင်မှာမွေးခဲ့တာအဲ့လိုမျိုးကိုယ့်ရဲ့မွေးဖွားရဲ့ခုနှစ်တွေဘာကိုပြောလို့ချင်း I am born လို့တွားပြောလို့မရဘူးသူ့ကို passive ပုံစံနဲ့ပြောရမယ်ဘာလို့လဲဆိုတော့ကိုကမွေးဖွားခြင်းကိုခံရတဲ့အတွက်ကြောင့်မလို့ I was born လို့ပြောရမှာ I was born in ပေါ့နော်ကိုယ့်ရဲ့မွေးရက်တွေကိုပြောထည့်ပြီးတော့လည်းပြောလို့ရတယ်မေးခွန်းမေးတဲ့အခါကျရင်တော့ where were you born ပဲမေးလို့ရမယ်နော်ဘာဖြစ်လို့လဲဆိုတော့ you are were နဲ့ပဲသုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့ပါအဲ့လိုမျိုးဆိုရင် in Chicago အဲ့လိုပြောလိုက်လို့ရပါတယ်နောက်တစ်ခုကကျတော့ passive perfect passive နဲ့တွင်ကိုတို့က subject တွေကိုပိုင်ပြန်ခံရတယ်လို့ပြောလေအဲ့လိုပါပဲဒီဟာလေးကိုပြောထားတာပါအောက်ကဟာစာလေးကိုဖတ်ကြည့်မယ်The telephone was invented by Alexander Bell in 1876. ဒီမှာဆိုရင် telephone ကိုဘယ်သူကနေပြီးတော့တီထွင်ခဲ့ရလဲဆိုတော့ Alexander Bell ကနေတီထွင်ခဲ့ရပါတဲ့။အဲ့မှာဆိုရင်ကွာသူကဒီ passive ပုံစံနဲ့မြည်ရေးချင်လို့ချင်းဘယ်လို active ပုံစံဘယ်လိုရေးမလဲဆိုရင် Alexander Bell က invented it telephone ပေါ့နော် invented the telephone like that ဒီချက်ကိုရေးလို့ရတယ်။ I was bitten by a dog a few days ago. ဒီမှာဆိုလို့ငါခွေးကြိုက်ခံရတယ်လို့တွားပြောတယ်။သူများတရက်ကိုတွားပြောချင်တယ်ဆိုရင် passive ပုံစံနဲ့ပြောလို့ရှိရင်ဒီလိုတိုက်ရိုက်အသိပဲထွက်တယ်။ငါတခုခုအလုပ်ခံရတယ်ဆိုရင်သူ passive ပုံစံနဲ့ပဲပြောကွာ။ဟုတ်ပြီ။ဒီမှာဆိုဒီစာကြောင်းမှာဆိုရင် the dog bite me ခွေးငါကိုကြိုက်သွားတယ်အဲ့လိုပြောလေရပဲလေ။သိရမလား။ Do you like this painting ဒီ painting ကိုမင်းကြိုက်လားဒီပကြီးကောင်ကိုနင်းကြိုက်လားThey were painted by a friend of mine ငါတငယ်ချင်းတယောက်ကနေပြီးတော့ဒီပုံကိုဆွဲထားတာဒါက passive ပုံစံနဲ့သူရေးလို့ subject ကိုသူကဘိုင်ခံထားလိုက်တာလုတ်တဲ့သူကိုဘိုင်ခံထားလိုက်တာတကယ်လို့သူက observer active ပုံစံနဲ့ရေးစင်လို့ချင်းနော် one of my friends ပေါ့ one of my friends painted this painting ပေါ့ဒီ painting ဒီပကြီးကားကိုငါရဲ့တငယ်ချင်းတယောက်ကဆွဲခဲ့တာပေါ့လိုက်တာချေအဲ့လိုရေးပါမယ်ဒါဆိုရင်တော့ဒီပုံစံလေးကိုနားလည်မယ်လို့ထင်ပါတယ် See you in the next video